တဲ့အချိန်မှာအပြစ်မဲ့ပြည်သူများနဲ့ရမရေးပညာရေးအုပ်ချုပ်ရေးဝန်ထမ်းတွေကိုအကြောင်းမဲ့တပ်ဖြတ်ပြီးနိုင်ငံတွေအေးချမ်းစွာနေလိုတဲ့ပြည်သူတွေရဲ့ဘဝလုံခြုံမှုကိုချိတ်ချောက်နေတဲ့လုပ်ငန်းတွေကိုလည်းဆောင်ရွက်နေတယ်။ Federal စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ခြင်းအပါအဝင်ငြိမ်းချမ်းရေးနဲ့အချုပ်အခြာအာဏာတည်တဲ့ခံပြလုပ်ငန်းတွေကိုကောင်းတဲ့ပေါ်ဆောင်ရွက်သွားမှာမဟုတ်ပဲရှင်းလုပ်ငန်းစဉ်9ရပ်အကြမ်းဖက်မှုဖောက်ခွဲမှုလူရဲမှုတပ်ဖြတ်မှုတွေအထိပန်းဆောင်ရွက်နေတာဖြစ်တယ်။ရှင်းလုပ်ငန်းစဉ်9ရပ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့အတွက်ဒုတမ်းတော်သားတွေကလည်းကြားရနေရမှာအကြမ်းဖက်မှုဖောက်ခွဲမှုလူရဲမှုတပ်ဖြတ်မှုတွေအထိဆောင်ရွက်နေရတာရဲဘော်တို့အသိပဲဖြစ်တယ်။လက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုများဟာတမတော်ထံကနေညှိဖြားခံခဲ့လာတာကိုလည်းတွေ့ကြရမှာဖြစ်တယ်။ဒုတမ်းတော်ဟာအကြမ်းဖက်အဖွဲ့အစည်းဖြစ်တာနဲ့အညီအမိတ်ဆောင်ဖို့မလိုပဲအချိန်နဲ့တပြေးညီအကြမ်းဖက်မှုလူရဲမှုတပ်ဖြတ်မှုတွေအထိဆောင်ရွက်ပြရမယ်။ရဲဘော်တို့ဒီမိုကရေစီဆိုတာဒီမိုကရေစီတာဖြစ်တယ်။ဆက်လက်အကြမ်းဖက်သွားကြပါလို့တိုက်တွန်းမှာကြရင်ညီကုန်းချိုးလိုက်တယ်